လုံးပဲမင်္ဂလာပါပြည့်ချန်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျောင်းကဆရာဆရာမတွေတန်းတရားသူငယ်ချင်းတွေနဲ့ဖြိုးသူကငါးပြတိုက်ကိုသွားပြီးလက်ပဲခဲကြတဲ့ပပပဗီလိုလေးတစ်ခုပဲဖြစ်ပါတယ်အဲ့မှာစပြီးဝင်လာတဲ့တို့တပ်ပုံရိုက်ဖို့အတွက်ပြင်ဆင်ကြရပေါ့နော်ဒါကတော့ဒုအတန်တွေကဆာဆူကအီဆန်နဲ့အနောက်မှာတော့ရန်ဆန်အောင်ဆန်နဲ့မိုရီဆာကီဝင်းရဲ့ညီတော်ကဝင်းပဲဖြစ်ပါတယ်ဒီဘက်မှာကတော့မော်ဒယ်မလေးမြတူစောနဲ့ဆာဆူကနေဆန်တို့တပ်ပုံရိုက်နေကြပါတယ်အဲ့မှာဘာမှမရှိတဲ့ရေကန်သူတစ်ချက်ညွှန်ပြလိုက်ပြီးတော့တပွန်ရလိုက်ပါတယ်အဲ့လေဒီဘက်မှာကတော့အတန်တဲက Q ပိုင်းလေးတနကထုံးပဲဖြစ်ပါတယ် Q ပိုင်းလေးချစ်စခေါင်းနဲ့ Q ပိုင်းလေး အခုပထမဆုံးမြင်ရတဲ့ကောင်ကတော့ဖြောတူငါပြတိုင်ရဲ့နာမည်ကြီးတော်တစ်ကောင်ဖြစ်တဲ့ Giant Salamander လို့ခေါ်တဲ့ကုန်းနေတော်ပဲဖြစ်ပါတယ်အဲ့ဒီတော်ကတော့လုံးဝကြောက်တုံတဲ့ပုံသဏ္ဍာန်တူပြီးတော့အခုပြရတဲ့ပုံမှာဆိုလို့ရှိရင်ဒီကောင်လေးတွေပေါ့နော်၄၅ကောင်ထပ်ပြီးတော့နေတဲ့ပုံပေါ့နော်ဒါပေမဲ့ဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်တိတ်ပြီးတော့သတိမထားမိပဲနဲ့ကြောက်တုံတုံလိုမျိုးပဲထင်ရတယ်ပေါ့နော်တေချာကြည့်လိုက်မှပဲသူအမီလေးတွေကထွက်နေတဲ့အတွက်ဒီကောင်လေးတွေစုပြီးထပ်နေတယ်ဆိုတာမျိုးမြင်ရတာဖြစ်ပါတယ်ဒီမှာဒီငါရေးဆိုလို့ရှိရင်အကြီးပဲခန္ဓာကိုယ်ကြီးအသားတုံးကြီးပဲငချင်းတော့မဟုတ်ဒါပေမဲ့သူခန္ဓာကိုယ်နဲ့သူအကြီးကိုယ်ကြီးကငချင်းပုံတံနဲ့တူတယ်ဒါလေးကတော့ချစ်စရာကောင်းတဲ့ငါးလေးတွေကိုချစ်စရာကောင်းတဲ့လူလေးကငင်းကြည့်နေပုံလေးပဲဖြစ်ပါတယ်ဒါကတော့ပင်ကွင်းလေးတွေနေရာပဲဖြစ်ပါတယ်ဒီမှာပင်ကွင်းလေးကျန်းနေပူဇာလုံရင်းနဲ့ငိုင်းနေကြတယ်သူတို့နေရာလည်းနေတော့နန်ဒီရေကန်ကြီးကတော့တော်တော်လေးလဲကျိတ်ပြီးတော့တော်တော်လေးနှက်ပါတယ်ဒီအထဲမှာတော့ငါးမျိုးစုံပဲထည့်ထားတာဒီအရှိမတပုံရရင်တော့တော်တော်လေးလှတယ်အဲ့ဒီရေကန်ကြီးရဲ့ရှိမတပုံပညာရိုက်ကြပြီးတော့ဆက်သွားကြရပေါ့နော်ဆက်သွားလို့ရှိရင်တော့အမ jellyfish လေးတွေထားတဲ့နေရာကိုရောက်ပါတယ်ဒီဘက်မှာကတော့ jellyfish လေးတွေကိုမှန်ပုံသေးသေးလေးနဲ့ထည့်ထားပြီးတော့ဟိုဘက်မှာကျတော့တခန်းလုံးအပြည့် jellyfish ကန်ကြီးရှိပါတယ်အဲ့ဒီမှာလုံးဝကိုတပုံရလို့ရှိရင်တော်တော်လေးကိုလှတဲ့နေရာပေါ့နော်တခန်းလုံးမှာ jellyfish အပြည့်ပဲမှန်ပေါင်နဲ့ထည့်ရတာဖြစ်ပါတယ်အမဟိုကြီးဟိုထိုးဒီထိုးနဲ့လိုက်ပြီးတော့တစ်ချက်ကြည့်ရှုစစ်ဆေးလိုက်တယ်ပေါ့နော်ဒီခန်းထဲမှာဆိုရင်တော့ jellyfish တွေကိုမှန်ပေါင်နဲ့တစ်ခါလုံးပြေးထည့်ထားပြီးတော့တော်တော်လေးလဲလာရဲ့နေရာဖြစ်တယ်ပေါ့နော်ပြီးတော့ခိုးဘဲငါးပြားတိုင်းနဲ့ရှင်တော့ခိုးဘဲငါးပြားတိုင်းမှာကျတော့ jellyfish ကန်မရှိပေါ့နော်ကျောက်တို့မှာကျတော့ဒီကန်လေးရှိရတဲ့အတွက်တော်တော်လေးကြည့်လို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ပြီးတော့ jellyfish တွေရဲ့ဒီသွားလာတဲ့ပုံစံလေးတွေပေါ့နော်လှုပ်ရှားနေတဲ့ပုံစံလေးတို့သဘောကျလို့အနိကတ်လေးလည်းရိုက်ခဲ့တယ်ပေါ့သူတို့သွားတဲ့ပုံစံလေးကလှုပ်တော့ easy လေးနဲ့တမျိုးလေးပေါ့နော်ကြည့်ရတာကသဘောကျတယ်ပေါ့ဒါကတော့ဘာကောင်လေးလဲမသိဘူးရေခူလို့ခေါ်လားမသိတေချာမသိဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့လှုပ်ရှားနေတဲ့ပုံစံကတော်တော်လေးလှတယ်ပေါ့နော်အနောက်ကအလင်းအမှောင်လေးနဲ့သူသွားနေတဲ့ပုံစံလေးတွေပြီးတော့သူ့အနောက်ကအဲ့ဒီတိမ်လေးလိုမျိုးအမီးလေးတွေကလည်းတော်တော်လေးကြည့်လို့လှပါတယ်အဲ့လိုကောင်လေးတွေလည်းအများကြီးရှိပြီးတော့အစာကျွေးတဲ့ခါကျလို့ရှိရင်တို့ရဲ့အရှိကိုပေါ့နော်ပိုက်လေးချပြီးတော့အစာမှုန်လေးတွေလားမသိကျွေးတာမျိုးလည်းတွေးခဲ့ရတယ်ပေါ့နော်တော်တော်လေးကြည့်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ်ဟိုလွတ်တုံနဲ့တဲရတဲ့လေးကြည့်ဟုတ်ကဲ့သူကရမလို့စနေမတူလားအမခက်ကြီးလေအမခက်ကြီးလေ wolf ကလေ wolf ဘူးကတဲ့တေးပါလေနန်းပြောက်တော့ကုရှာပေးရကောင်လေဟဲ့မသိဘူးမကြည့်ဘူးအဲ့မှာလမ်းပြိုင်ကူရှာပေးတယ်ဟောနီမောကသူ့ဖေကိုလက်ရှာတယ်သိတယ်ဒီကောင်အခုကပဲလေလက်ပိုင်လေးတွေကပြတာလက်ပိုင်လေးတွေကြည့်ပါမယ်လက်ပိုင်လေးတွေကပြတာကြည့်ပါမယ်မင်းတို့တော့သိရအောင်ခွဲစားပါမယ်ဒီလက်ပိုင်လေးတွေကတော့လူတွေခန်းချန်တာတန်းနေတာဒါပေမဲ့ကြည့်ပြမယ်နော်ဘယ်လောက်ထိချစ်ဖို့ကောင်းလဲပေါ့နော်အဲ့ပြီးတော့အကြောင်းက report ဖြစ်တယ်နောက်တစ်ခေါက်ထပ်လာခြင်းလားတော့ဘာတွေဖြစ်ခဲ့တယ်လက်ပိုင်လေးတွေက cute ခဲ့လာတယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုreview လေးပါလေးပြန်ရေးပြရမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဆက်လက်ပြီးတော့ကြည့်ပေးပါဦးခဏကြာမှပူက blog လေးထပ်ပြီးတော့ဆက်ပေးပါဖြစ်ပါတယ်နင်တော့စမတ်တဲ့နေ nice ပေါက်လို့ပါစားလို့ရလာရနော်ကြည့်နေဟုတ်တယ်ချစ်စရာမင်္ဂလာပါခုပါလို့တယ်ကျမတို့လေးပိုင်ရှိုးပွဲကြီးမို့စောင့်နေပါတယ်အမှလက်ပိုင်ရှိုးပွဲကြီးဖို့နေရာယူကြတယ်ပေါ့နော်ခြေတံပိုင်းနေရာယူထားတာကတော့မော်ဒယ်မလီမီသူစောကောင်းဆောင်တဲ့ချိုလီမြအဖွဲ့နဲ့နောက်တံပိုင်းနေရာယူထားတာကြတော့တနခထုံဦးဆောင်တဲ့ကျူပိုင်းလေးများအဖွဲ့ပဲဖြစ်ပါတယ်အခုကတော့လက်ပိုင်ရှိုးပွဲကိုစပြီးကြည့်ကြတာပေါ့နော်ဖူကတော့ခိုးဘဲကငါးပြတိုက်ကိုလည်းရောက်ဖူးထားတဲ့အတွက်ဒီကျောက်တူနဲ့ရှင်မယ်ဆိုလို့ရှိရင်ခိုးဘဲကပို့ပြီးတော့ကြီးစရာများတယ်လို့ထင်တယ်ပေါ့ဘာလို့လဲဆိုတော့ခိုးဘဲမှာဂျပန်နိုင်ငံမှာအကြီးဆုံးဝေလငါးတွေထဲမှာပါတယ်ဝေလငါးနှစ်ကောင်ရှိတယ်ပေါ့နော်အဲ့ဒီဝေလငါးကြီးတွေပေါ်ကိုတက်စီပြီးတော့တရုတ်ပြတာတို့ဘာတို့ပေါ့နော်ဝေလငါးရှိုးရောလက်ပိုင်ရှိုးရောရှိတဲ့အတွက်ပို့ပြီးတော့ကြကြကြည့်လို့ရတယ်ကြီးစရာများတယ်ပေါ့နော်အဲကြောင့်မို့ခိုးဘဲဟာကိုပို့ပြီးတော့
သဘောကျတယ်ပေါ့နော်ဖြိုးသူနဲ့ဆိုင်တော့ဒါကတော့ဖူးရဲ့တယောက်တည်းအမြင်ပဲဖြစ်တယ်ပေါ့နော်ဒီလက်ပိုင်းရှိုးပွဲလဲကြည့်ပြီးသွားတော့အချိန်ကလည်းပြေတော့မှဖြစ်တဲ့အတွက်ဒီလက်ဆောင်ပစ္စည်းအောင်တဲ့နေရာလေးတွေကိုလိုက်ကြည့်တယ်ပေါ့နော်အဲ့ဒီမှာပင်ကွင်းရုပ်လေးတွေပြီးတော့ဖြိုးသူငါပြတဲ့ရဲ့အထင်ကြရတဲ့တော်လေးဖြစ်တဲ့ကြောက်တုံနဲ့တူတဲ့ကောင်အယုတ်လေးတွေပေါ့နော်အဲ့မှာအမျိုးစုံရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းကြည့်ခဲ့ပါတယ်ပြီးတော့နောက်ဆုံးမှာတော့အချိန်ကလည်းပြည့်ပြီဖြစ်တဲ့အတွက်လူစုတဲ့နေရာကိုပြန်ကြပါတယ်ဒါကတော့ဖူးရဲ့ဖြိုးသူကစူးစူးခုခံသွားတဲ့ပို့ပါဖီလိုလေးပဲဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗလော့တွေမှာထပ်တွေ့ကြပါမယ်ဘိုင်ဘိုင်